เราจะได้มาจริงจริงจริงเราได้จะสู้แบบของมันแค่ป่าเอาเว้ยเฮียไม่เว้ยเลยล่ะมูบ้านที่จะซ้อมมาเดี๋ยววิดีโอย่างมูบ้านที่จะฟอร์จินะวิดีโอย่างนี้ดูมาดูบ่ดูโหฮัลโหลมาโอเคไม่เอาเลยเนี่ยคุณบ้ากะต้องอยากခုဆိုတော့ကျွန်တော်တငယ်ချင်းနဲ့ဗျာမိုဘိုင်းလေးကျစိုးပြသွားပါပဲဖြစ်ပါတယ်အဲ့ဒါပြောနော်ကျွန်တော်တငယ်ချင်းနဲ့မိုဘိုင်းလေးကျစိုးပြသွားတယ်ဒီကောဖုန်းကဗျာအဲ့ဒါRami ပေါ့နော်ဂိမ်းဆောင်တော့မှာဆိုတော့တော်နေတော့ကျွန်တော်ပေါ့ဆန်ဆောင်စောက်လေးဆိုတော့ဗျာနည်းနည်းနှေးတယ်ဗျာဖိခတ်ပေးကြပါဗျာအဲ့ဗီဒီယိုရိုက်ထားတယ်ဗျာကဲအဲ့ဆိုရင်တော့ဗျာကျွန်တော်လစ်လိုက်ကြရအောင်လေးလိုက်ကြရအောင်ဗျာဒီမှာပြနော်ကဲ let's go လဲလေးကြရအောင်သူတို့ဝေးကြဝေးခဲ့လေခဏလေးရဆရာတော်ကဲအခုဆိုတော့ကျွန်တော်ညီပါပေါ့နော်ကျွန်တော်ညီပါပါမယ်လို့တော့ပြောတယ်ငါတို့တော့ဘာလေးရဟုတ်တယ်ဗျာအဲ့ဒါအကြောင်းကိုဗျာကျွန်တော်လုံးကြည့်မယ်ဟေ့ရမင်းမကိုပီကူတာပဲဘယ်ကောင်လဲမသိဘူးထူးကော်ပီကူတာရဲ့မင်းမို့လိုက်မကူနဲ့ကွာဟိုမကူ sorry မဘောနော်ကျွန်တော်စီမှာတော့စကင်လေးတွေပါလေးတွေကလည်းသိမရှိဘူးနော်ဒါပေမဲ့ကြည့်ပေးရတဲ့လေကြည့်မခဲရင်ကျွန်တော်စပတ်လေးနဲ့လိုက်လေးပါလုပ်ပြပါโอเคလားအခုဆိုရင်ကျွန်တော်တို့ဆော့မှာဖြစ်ပါတယ်ကျွန်တော်ညီပါရောက်လာပြီဆိုတော့ဗျာငါတို့ကတော့ရောက်ဖို့ဟိုဘက်ကအကုန်ကူမူတာပဲဆော့ပြမှာနော်မဟုတ်ကလပ်စစ်ဆော့မယ်ရကလပ်စစ်ဆော့ပါလို့ကျွန်တော် run တင်ဗျာကျွန်တော်တို့ဟိုမဖြစ်လို့ပေါ့နော်အဲ့ဒါကလပ်စစ်ပဲဆော့ရတယ်နော်အဲ့ဒါ let's go ဆော့ကြကျွန်တော်ပပနော်ဖြစ်တာရှိတယ်ငွားရဘုရားကတော့အကျန်းနေပြီပေါ့နော်ဒါတော့ကျွန်တော်တငယ်ချင်းပေါ့နော်အဲ့ဒါကျွန်တော်ဒီတော့ချောင်းပတူပေါ့နော်ကျွန်တော်ဘာကောကိုင်မလဲရတော့မသိသေးဘူးကျွန်တော်ခုဆိုရင်တော့ကျွန်တော်ရှုံးလို့ဆိုရင်ကျွန်တော်ဘလုံးမကိုင်လို့စဉ်းစားလိုက်ပါတယ်ဘလုံးမကိုင်လို့ပေါ့နော်ကျွန်တော်နည်းနည်းပါစကီလေးဟတ်ထားတယ်ပေါ့နော်စိတ်မရှိဘူးဒီမှာလည်းစကီကြီးရကျွန်တော်စကီလေးlet's go let's go ဆော့ကြရကျွန်တော်တို့ let's go and let's go ဟာဖင်ငယ်မရတော့မယ်လာဟာဟိုဘက်မှာတေးရုပ်စာတွေပါလေပေါ့မသိဘူးပေါ့နော်ဒီမှာပေါ့ကျွန်တော်ဘက်မှာတော့ဟာမင်းကလေးခွေရွယ်မင်းကလေးလေးရောင်မှာဟာယောက်ျားလေးတယောက်လေအေးဗျာငါတို့ဘက်မှာဟိုက်ပါဟုတ်ပါရဲ့ကျွန်တော်ဘလမ်ပေါ့ကျွန်တော်ညီလေးကဒီဘောပေါ့နော်ကျွန်တော်တို့စကင်မရှိတော့လေကိုရီးယားပေါ့နော်စကင်မရှိတော့ဒီတိုင်းပဲပေါ့နော်ဒါပေမဲ့တို့ချီချင်ကောအကွက်လေးတွေပြပါမယ်ဆင်းလို့ဘူးပါနဲ့အကွက်လေးပြပါမယ် let's go match themငါတော့ဝေးငါတော့ပါမှာငါပတ်စားမယ်ပေါ့နော်မဘောနော်ငါချောစကင်းနဲ့ဟာတော့တော်ထင်ငါရယ်ငါတော့သွားမှာငါတော့သွားမယ်လေဘယ်တော့ဆိုင်တော့မှာပေါ့အမှာပေါ့နော်
ကျွန်တော်ကောက်စားလိုက်တယ်တကောင်တော့ An enemy has been slain. အော်လေလေသွားမယ်အဲ့ဒါကြောင့် One day, I will Oh. free all the orcs from the Oh my god ဘယ်နှကောင်တက်ဘူးလူတို့ကလမ်းနေဟာတကောင်မရအောင် နောက်ကော ကောင်းတော့ for honor. အပေါ်လဲနားအောက်လမ်းကတော့မယ်ကွာ ဟုတ်ပြီဗျာကျွန်တော်ဒီမိတ်ပွင့်သွားပြီဆိုတော့ကျွန်တော်တို့ဘတ်တယ်တော့ဆိုင်လို့ရပါပြီ Claim အဲကြောင့်မို့ကျွန်တော်ဘတ်တယ်တော့ဆိုင်ပါမယ်ကရီကိုကျွန်တော်ဘတ်တယ်တော့ဆိုင်ပါပေါ့နော်အနည်းဆုံးကောင်းကိုကျွန်တော်စော့ပြတာပါတယ်အဲကြောင့်မို့နည်းနည်းအားပေးကြကြတာအမတော့အမရပါပြီ တော့ငါနားတက်အပေါ်လဲတော့မယ်ကွာ we have to live, so they must die. ကျွန်တော်တို့ဘတ်တွေစားမှုလုပ်ပြီးမှလည်း နားကြည့်ဘူးဘယ်လာကြည့်ငါကြောက်တာဒီကကြောက်တာ ကြောက်တယ်မိုင်းလူတော့ကြောက်ပါတယ်လို့ကျွန်တော်ပြောပါတယ် ခလေးကကြောက်တာခလေးလေးကကြောက်တာ ဒီကောလေးပြလိုက်ပါဦးအဲကျွန်တော်ဒီကောဟတာလို့ They have slain the turtle. ဝယ်လေးလည်းပပကျန်းနေ We will pay them back 10 times. ခုနကဗတဲ့ဆိုင်နေဗျကျွန်တော်လည်းသွားလိုက်ပါဦးမလေးဒီမှာပေါ့နော်ကျွန်တော်တို့ဒီကောင်မကျွန်တော်လာလို့တော့ကျွန်တော်လည်းကိုကြီးစားကိုပြန်တက်ပေးလိုက်ပါတယ်ကဲပါကိုကြီးစားကိုပြန်တက်ပေးလိုက်ပါတယ်ဘာဖြစ်လို့လဲ ပြန်လာပါပြီမကြည့်တော့ပါဘူးကျွန်တော်တို့ပြန်လာတယ် အမှပေါ့နော်ဒီမှာမြန်မာလိုဝေကြိုးပြီးတော့လုပ်ပါတယ်မြန်မာလိုတွေပဲဝေကြိုးပါတယ်ကျွန်တော်ကဗလန်မွန်ကိုင်း ဘာဖားကြလဲကျွန်တော်ဖြစ်နေတယ် အဲ့တော့ကျွန်တော်တကယ်ချင်းမို့လာအောင်ရောက် ဟိုငါပြေတော့မှာ ဒါတော့ကျွန်တော်တကယ်ချင်းမို့နော်ဗီကောလေးပြလိုက်ပါဦးဒါတော့ကျွန်တော်တကယ်ချင်းမို့ ဒါတော့ Of the orcs. အဲ့တော့တကားတော့ပြေးပါဦး ကျွန်တော်ကတကောလောက်ပေးစားဆိုလို့ကျွန်တော်လည်းလာပါစားမယ်ဆိုပြီးလာအမလူနိုတခါလေးတန်းတိုးပါတယ်အားကြောင့်မို့ကျွန်တော်တို့တွေလည်းရောက်အကောင်မတတိထားအစင်းမပြေဘူးငါညီမလေးအစင်းမပြေဘူးဒါတော့ကျွန်တော်ရဲ့စကီးတွေပေါ့နော်ကျွန်တော်ကတိတ်မကြမ်းပါဘူးဗျာငါတော့မှငါဟာနဲ့ငါမနေ့လုံးနေရကြတယ် မင်းဆောက်ပါဘာလို့ကိုပြောနေလဲ အိုးဒီကောင်မစကန်နဲ့လာအောင်တာဒီကောင်မစကန်နဲ့လာအောင်တာ မင်းဟို ငါစကန်နဲ့လာအောင်တာရမယ်လေငါစကန်နဲ့လာအောင်တာရမယ်လေ နောက်ဝဲလဲဖော်မယ်ငါတို့ဖော်မယ်လား အေးဗျာကျွန်တော်ခဏလေးနိုးအိုးကိုကြီးစားလည်းမချဲတက်ပါမယ်ရှုပ်ပါတယ်စော်လည်းမသိပါဘူးကျုံးပါမယ်ကျွန်တော်တို့ကဘဲကျုံးပဲကြီးပေါ့နော်အမွေကျမ်းပါတယ်ဆိုဘဲမိုးပေါ့နော်အမှကစကမနဲ့တွေ့ပါတယ်ကျွန်တော်တို့အားနေပါဦးကျွန်တော်တော်တယ်ကြီးပါမယ် တော်တယ်ကြီး အဲ့တော့ကျွန်တော်ညီပေါ့ဒီရောပေါ့နော်ဒီကိုလေးပြလိုက်ပါဦးဒီရောဒီကိုလေးပြလိုက်ပါဦးဟုတ်ပါပြီ ကမစကန်လာမစကန်လာမဖြစ် ခဲဒီကောင်မ စကန်လာစကန်လာမေးငါပြေးတယ်လက်ဖတ်ဘာလဲဒီမနော်အေးမသေးကြ ငါဖတ်တယ် အေးစီဘောနော်ကျွန်တော်တို့တော့လာရမ်းဗျာကျွန်တော်တို့မြန်မာလိုဝေကျုံးဖို့ကတော့မတတ်နိုင်ပဲနဲ့အင်္ဂလိပ်လိုကဝေကျုံးချင်ဒီမဲ့လေဒီတော့လေ I die with မင်းအဲ့ကငါအကောင်မတက်ပြီးနေလားတိုက်ပါမယ်နော်
အေးပါနော် ပြန်ရောက်လာပါပြီကျွန်တော် ဟာလေလို့သွားပြီဟဲ့ဒီလို့သွားတာလက်မြန်တော့စတေးတယ် ။ရမေးတေအောင်မယ်နော်။အေးတေအောင်မယ်။ recorder ပြနေတယ် ဘောတော့ပြပြလိုက်နည်းနည်းလေးပါပါ ။ဟောစကန်နဲ့လာဦးတာဒီကောင်မ။ဘယ်ရမယ်။တေးမှာပေါ့။ဟောရတေးပြီတေးပြီ ငါကူမယ်လာရ ။ကောင်မအဲ့ကောင် ငါချာစကင်းနဲ့ငါလုပ်ဝင်မယ်လုပ်ဝင်မယ် ကျွန်တော်နိုင်အောင်ဆော့မှာတော့မဖြစ်နိုင်ဘူးပေါ့နော်။ဒီမှာပေါ့ကောင်မတွေပဲအုံနေပါတယ်။ဒါတော့ကောင်မစကွက်ပေါ့နော်။ဟုတ်ပြီပေါ့ကျွန်တော်ဒီမှာကောင်မလေး ဟောတော့မ ကောင်မလေးအိုးကျုံပြဟုတ်ပါတယ်ဗျာဟုတ်ပါတယ်ကျုံးပါတယ်ဗျာမသေးတော့ပါမယ်သိပါတယ်ဗျာကဘာသိပါတယ်ဗျာ ငါချောင်း ကဲပါသိပါတယ်ဗျာအမကိုရီကတော့သွေးတစ်ဆက်လေးနဲ့ကျုံးပါတယ်ကိုတေချောင်းကိုကြံနေရဖြစ်ပါတယ် ဘက်ကတော့သူ့ပြေးကြအောင်ပြောနေပါလေဟောငါ ဟိုဘက်ကတော့ ကောင်းမလေးတောင်းလာသေးတယ်ရလား မရဘူးပါလေစကုံး အေးတောင်းမအောင်ငါတော့ငါတိုက်ချင်တယ် စကုံးမလို့မရိုင်းတာဘာလောက်တာလဲ စင်းမပြေဘူးအကောင်အဲ့လိုပဲဟာ လာ စကုံးမနဲ့ဟိုကောင်မရဖဲလာလာစကုံးမမရဘူးရအဲ့ဒါဝင်ငါတို့တေးမှာပဲတေးရညာဟုတ် တေးလေအေးအမတေးရလားကျန်းနေရ ဘာ အဲ့ နည်းကျန်းနေ ဒါဆိုကြကျွန်တော်တို့ဟုတ်ကျွန်တော်တို့ခိုးအဖြစ်မှပြခေါ်လိုက်ကဲရပါပြီlet's go လေးလိုက်ရအောင်ဘာလဲဒါတော့ဘလမုံမနော်စနေပြေပြအော်ဒီကောင်မလေးရတာလေအကောင်မထဲထဲမဝင်နဲ့ဟုတ်ပြီခုမဝင်စကမမလုံးနဲ့ဒီကောင်လို့မတော့စကမအိုးလာတော့မင်းတို့ဟမ်ဒီအောင်မဲ့ဒီကောင်เนี่ย We have to. So they must ဟမ်လာနေမှာအကျန်းတော့ဘူးနော်တော် တေးဝါပြန်ပြီ လို့ပြီးဟာမကောင်းဗျာ our totem pole. မကောင်းလို့ဗျာခဏတီးခံပေးပါလမ်းကောင်းလို့သူကဲလမ်းမကောင်းလို့ဗျာကဲဒီနားမှာပဲကျွန်တော်ဗျာဗီဒီယိုလေးကတော့ဒီလောက်ပဲရမှာပဲလမ်းမကောင်းလို့ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲရောက်သွားလိုက်တော့မယ်နော်အော်နည်းနည်းကောင်းလာပြီဗျညာဒီတော်လေးရ We must. မင်းရတယ်ဆို ဒီနေ့ကတော့ဒီတော့ပါမယ်နောက်နေ့မှပြန်လို့ဆိုကျွန်တော် live မကောက်လို့ပါနော် sorry ပါ